ရွှေကောက်ပွဲများမှာပါဝင်မဲဆန္ဒပေးခြင်းဟာကျွန်တော်တို့ရရှိတဲ့အဖို့တန်ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါတယ်။လူတိုင်းမဲပေးခြင်းဖြင့်နိုင်ငံတော်အတွက်အစိုးရတင်မြှောက်မှုမှာပါဝင်နိုင်မှာဖြစ်ပါတယ်။ရွှေကောက်ပွဲကျင်းပတဲ့နေ့မှာမဲဆန္ဒရှင်တိုင်းမှန်ကန်ကန်မဲပေးနိုင်မှုအတွက်တည်တင်တည်တိုက်တာတွေအားလုံးကိုဒီဇလန်တိုလေးမှာပြသသွားမှာဖြစ်ပါတယ်။မဲရုံတွေကိုနနက်6 နာရီမှာဖွင့်လှစ်ပြီးညနေ4 နာရီမှာပိတ်ပါမယ်။မဲရုံကိုမဲရုံပိတ်ချိန်မတိုင်မီရောက်ဖို့အတွက်အချိန်ပေးပြီးသွားပါ။ညနေ4 နာရီအမီမဲရုံပရဝင်းအတွင်းကိုရောက်အောင်မသွားနိုင်ဘူးဆိုရင်တော့မဲပေးခွင့်ရမှာမဟုတ်ပါဘူး။လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်ဆန္ဒမဲပေးတယ်လို့ပဲမဲဆန္ဒရှင်များအနေနဲ့လည်းဆန္ဒမဲပေးမယ်လို့ယုံကြည်ပါတယ်။မိမိအခွင့်အရေးဖြစ်တဲ့မဲပေးခွင့်ရရှိဖို့အတွက်မဲရုံကိုမသွားခင်လှုပ်ဆောင်ရမယ့်အချက်တချို့ရှိပါတယ်။မိမိဘသူဘဝဖြစ်ကြောင်းပြသနိုင်မဲ့မှတ်ပုံတင်ကတ်ယူသွားဖို့ပဲဖြစ်ပါတယ်။မဲရုံကိုရောက်တာနဲ့ပထမဆုံးလုပ်တင်တာကမိမိနာမည်မဲစင်းမှာပါမပါစစ်ဆေးဖို့ပါ။ပြီးရင်တော့မဲရုံအပြင်ဘက်ကနံရံပေါ်မှာရှိတဲ့ဗနိုင်းပိုစတာတွေကိုလေ့လာရမှာပါ။ဓာတ်ပုံမရရဖုန်းအသုံးမပြုရဆိုတဲ့အဲ့ဒီအမှတ်သားကမဲရုံထဲမှာမဲရုံမှုရဲ့ခွင့်ပြုချက်မရှိပဲဖုန်းနဲ့ကင်မရာတွေအသုံးပြုခွင့်မရှိဘူးဆိုတာရှင်းရှင်းလင်းလင်းပြသနေတာပါ။နောက်ထပ်မြင်ရမယ့်ပိုစတာကတော့မဲရုံနေရာချထားမှုပုံစံပဲဖြစ်ပါတယ်။ဒီပေါ်မှာတော့မဲဆန္ဒရှင်များအနေနဲ့မဲရုံထဲမှာနေခွင့်ရှိတဲ့လူအားလုံးကိုတွေ့ရမှာပါ။ဒီကားချက်ဟာဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်မှာတွားရောက်လှုပ်ဆောင်ရမယ့်နေရာအဆင့်ဆင့်ကိုပြသထားတာဖြစ်လို့ဒီကားချက်ကိုအသေးချာကြည့်ထားရမှာပါ။မဲဆန္ဒရှင်များရဲ့မဲတွေဟာခိုင်လုံတဲ့ဆန္ဒမဲဖြစ်ဖို့နမူနာကားချက်တွေပြထားတာကိုလည်းတွေ့ရမှာပါ။နောက်ပြီးတော့လူတန်းကြီးမှာဝင်ရောက်တန်းစီပြီးလူတန်းကြီးချက်သူရဲ့ညွှန်ကြားချက်တွေကိုနားထောင်လိုက်နာဖို့ပါပဲ။မဲဆန္ဒရှင်များအနေနဲ့ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာအခက်အခဲမရှိဘဲမှန်ကန်ကန်မဲပေးတတ်ဖို့မဲရုံနဲ့မဲရုံမှာတာဝန်ယူထားတဲ့မဲရုံမှုနဲ့မဲရုံဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတည်ထားရမယ့်အချက်တွေရှိပါတယ်။လူတန်းကြီးချက်သူကတင့်ရဲ့လက်ချောင်းတွေမှာမှင်တုပ်ထားတာရှိမရှိစစ်ဆေးမှာပါ။မှင်တုပ်ထားတာမရှိဘူးဆိုရင်တော့မဲဆန္ဒရှင်အနေနဲ့မဲရုံနဲ့ဝင်လို့ရပါပြီ။မဲရုံနဲ့ရောက်တဲ့အခါမဲလက်မှတ်ကိုဆန္ဒပြုတဲ့အခါမှာပယ်မဲမဖြစ်ဖို့အတွက်နမူနာမဲလက်မှတ်မှာတစိမ့်တုံးကိုအစမ်းနှိပ်ကြည့်ဖို့စီစဉ်ပေးထားမှာဖြစ်တဲ့အတွက်အဲ့ဒီတစိမ့်တုံးကိုတေးသေးချာချာနှိပ်ကြည့်ပါ။မဲရုံနဲ့ဝင်သွားပြီးရင်တော့ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်ထုတ်ပေးတဲ့ပထမစပွဲကိုတွားရမှာဖြစ်ပါတယ်။အဲ့ဒီစပွဲမှာမဲရုံဝန်ထမ်း2 ယောက်ရှိပါတယ်။တစ်ယောက်ကမဲစည်းစစ်တဲ့သူဖြစ်ပြီးနောက်တစ်ယောက်ကတော့မဲလက်မှတ်ထုတ်ပေးတဲ့သူဖြစ်ပါတယ်။ပထမမဲရုံဝန်ထမ်းကိုနာမည်နဲ့မဲစည်းအမှတ်စဉ်ကိုပြောပြပြီးမှတ်ပုံတင်ကတ်ကိုပြရမှာဖြစ်ပါတယ်။အဲ့ဒီအခါမဲစည်းမှာပါတဲ့အမည်မှတ်ပုံတင်နံပါတ်နဲ့မှတ်ပုံတင်မှာပါတဲ့အမည်နဲ့မှတ်ပုံတင်နံပါတ်တွေကိုတိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်။မှန်လို့ရှိရင်မဲစည်းမှာလက်မှတ်ထိုးပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့မဲလက်မှတ်ထုတ်ပေးတဲ့သူစီမှာမဲလက်မှတ်လက်ခံဖြတ်ပိုင်းမှာလက်မှတ်ထိုးပေးလိုက်ရင်မဲလက်မှတ်ထုတ်ပေးမှာဖြစ်ပါတယ်။လက်မှတ်မထိုးတဲ့ရင်တော့လက်ဝဲလက်မရဲ့လက်ပွေနှိပ်ရပါမယ်။အဲ့ဒီဆန္ဒမဲလက်မှတ်ရဲ့ကြောဘက်အယောင်ဟာပြည်သူ့လွှတ်တော်မဲပုံမှာကတ်ထားတဲ့စာရွက်အယောင်နဲ့အတူတူပဲဖြစ်ပါတယ်။ထုတ်ပေးလိုက်တဲ့မဲလက်မှတ်မှာမဲရုံမှုရဲ့လက်မှတ်ပါရပါမယ်။နောက်ပြီးစုပ်ပြဲစွန်းထင်းခြင်းမဖြစ်ဖို့တေချာကြည့်ရမှာပါ။မဲရုံမှုလက်မှတ်မပါရင်ထိုးခိုင်းပါ။စုပ်ပြဲစွန်းထင်းနေရင်မဲလက်မှတ်အသစ်တစ်စောင်ပြန်လှည့်ပါ။မှတ်ချက်မိမိရဲ့ဆန္ဒမဲလက်မှတ်ကစုပ်ပြဲစွန်းထင်းနေရင်မဲရည်တွက်ရမှာထဲ့သွင်းရည်တွက်မည်မဟုတ်ပါ။ဆန္ဒမဲလက်မှတ်ရပြီးရင်လျှို့ဝှက်စွာမဲပေးဖို့အတွက်ပြည်သူ့လွှတ်တော်လျှို့ဝှက်မဲပေးတဲ့ဆန္ဒပြုခန်းကိုသွားပါ။ယခုရွေးကောက်ပွဲမှာပထမဆုံးအနေနဲ့တစိမ့်တုံးကိုအသုံးပြုပြီးဆန္ဒမဲလက်မှတ်မှာတစိမ့်တုံးနှိပ်ရမှာပါ။
ခိုင်လုံမဲနဲ့ပယ်မဲကြောင်းနမူနာပြထားတဲ့ပိုစတာတွေမဲရုံအပြင်ဘက်မှာရှိပါတယ်။ပိုစတာတွေကိုအသေးချာကြည့်ပြီးမှမိမိဆန္ဒမဲပေးလို့တဲ့ကိုယ်စားလှယ်လောင်းနာမည်နဲ့ဘေးမှာရှိတဲ့၄000ခွက်မှာတေချာစွာတစိမ့်နှိပ်ပါတစိမ့်ကိုကိုယ်စားလှယ်အမည်ရေးထားတဲ့၄000ခွက်နဲ့ပါတီတစိမ့်ဖော်ပြထားတဲ့၄000ခွက်တွေမှာမှားပြီးနှိပ်မိရင်လည်းရပါတယ်ပယ်မဲမဖြစ်ပါဘူးတစိမ့်ကို2ကြိမ်နှိပ်မိရင်တော့ပယ်မဲဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ပထမတစ်ခါနှိပ်လိုက်လို့မထင်ရင်နောက်ထပ်ပြီးမနှိပ်မိပါစေနဲ့ဆန္ဒမဲလက်မှတ်မှာကိုယ်စားလှယ်လောင်းတဦးထပ်ပို့ပြီးတစိမ့်နှိပ်ခဲ့ရင်လည်းပယ်မဲဖြစ်သွားပါမယ်ဆန္ဒမဲလက်မှတ်ကိုမှန်မှန်ကန်ကန်တစိမ့်နှိပ်ပြီးရင်တော့တေးသေးချာချာခောက်ပြီးပြည်သူ့လွှတ်တော်မဲပုံးတွေကိုထည့်လိုက်ပါပြီးရင်အမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်ထုတ်ပေးနေတဲ့ဇပွဲကိုတွားပါအမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်ကိုလည်းပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်ထုတ်ယူခဲ့တဲ့နည်းနဲ့တစိမ့်နှိပ်ခဲ့တဲ့နည်းတွေအတိုင်းဆက်ပြီးတော့ဆောင်ရွက်ပါအမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်ကိုအမျိုးသားလွှတ်တော်မဲပုံးတွေကိုထည့်ပြီးရင်တော့တိုင်းဒေသကြီးလွှတ်တော်ပြည်နယ်လွှတ်တော်ဆန္ဒမဲလက်မှတ်တွေထုတ်ပေးနေတဲ့ဇပွဲကိုသွားပါတိုင်းဒေသကြီးလွှတ်တော်ပြည်နယ်လွှတ်တော်မဲလက်မှတ်ကိုလည်းအရင်လွှတ်တော်မဲလက်မှတ်တွေပေးခဲ့တဲ့နည်းတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်မိမိနာမည်ကတိုင်းရင်းသားမဲဆန္ဒရှင်စင်းမှာမပါဘူးဆိုရင်တော့ဝဲဘက်လက်တန်းလက်သေးကွန်မှာမှင်တုပ်ဖို့မှင်တုပ်ပေးတဲ့နေရာကိုသွားပါအဲ့ဒီမှင်ကဘေးဥပတ်လုံးဝကင်းရှင်းပေမဲ့2ပတ်လောက်ကြာတဲ့အထိပြတ်မှာမဟုတ်ပါဘူးမှင်တုပ်တဲ့ရွယ်ချက်ကဆန္ဒမဲပေးပြီးကြောင်းအထောက်ထားဖြစ်ပါတယ်မဲဆန္ဒရှင်တွေကိုတစ်ကြိမ်ထပ်ပို့ပြီးတော့မဲမပေးနိုင်ဖို့ဟန်တားထားတာဖြစ်ပါတယ်လက်တန်းမှာမှင်တုပ်ပြီးပြီဆိုရင်တော့မဲယုံကနေထွက်လို့ရပါပြီတကယ်လို့မိမိနာမည်ကတိုင်းရင်းသားမဲဆန္ဒရှင်စင်းမှာပါနေလို့ရှိရင်တော့စတုထမြောက်ဆန္ဒမဲပေးရအောင်ပါတိုင်းဒေသကြီးပြည်နယ်လွှတ်တော်ဆန္ဒမဲလက်မှတ်ကိုမဲပုံးနဲ့ထည့်ပြီးရင်တိုင်းရင်းသားဆန္ဒမဲလက်မှတ်ထုတ်ပေးတဲ့စတုထစပွဲသို့သွားရမှာပါအရင်လွှတ်တော်တွေမှာပေးခဲ့တဲ့ဤတိုင်းပဲဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒီမဲပေးပြီးရင်လက်တန်းမှာမှင်တုပ်ပြီးပြီဆိုရင်တော့မဲယုံကနေထွက်လို့ရပါပြီမဲယုံတွေကညနေ4 နာရီတိတိမှာပိတ်မှာပါမိမိအနေနဲ့ညနေ4 နာရီထက်နောက်မကျပဲမဲယုံပရဝင်တွင်ရောက်နေမှသာမဲပေးခွင့်ရမှာဖြစ်ပါတယ်ဒီလိုဆိုရင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီဒီဗီဒီယိုကမိမိပေးလိုက်တဲ့ဆန္ဒမဲဟာခိုင်လုံတဲ့ဆန္ဒမဲဖြစ်ရေတွက်ခံရဖို့လိုက်နာလှုပ်ဆောင်ရမယ့်အချက်တွေကိုရှင်းလင်းပြသနိုင်မယ်လို့မျှော်လင့်ပါတယ်မဲဆန္ဒရှင်များရဲ့မဲတပြားဟာမဲဆန္ဒရှင်တိုင်းရဲ့အခွင့်အရေးပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့နောင်တက်လာမယ့်မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးချယ်မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာကျွန်တော်တို့နဲ့အတူလာရောက်မဲပေးကြပါလို့တိုက်တွန်းအပ်ပါတယ်